ရုရှားကို26နှစ်ကြာအာဏာဆန်ဆန်အုပ်ချုပ်ခဲ့တဲ့ဗလာဒီမာပူတင်ကိုအောက်တိုဘာလ13ရက်ညပိုင်းကရုရှားနိုင်ငံစိန့်ပီတာစဘာမြို့ဇာကန်စကာရာရင်ပြင်၌ယာနဲ့ချီသောစစ်ပွဲကိုဆန့်ကျင်တဲ့ရုရှားနိုင်ငံသားများကပူတင်အားကလင်မရင်နန်းတော်မှနှင်ထုတ်ရန်ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။ဒီဆန္ဒပြမှုကိုလမ်းပေါ်ဂီတပညာရှင်များအဖွဲ့ကဦးဆောင်ခဲ့ခြင်းဖြစ်ကစိန့်ပီတာစဘာမြို့တစ်လျှောက်လုံးယာနဲ့ချီသောဆန္ဒပြသူများလှည့်လည်ပြီးပူတင်ဆန့်ကျင်ရေးသချင်းများတန်ပြန်တီးဆိုခဲ့ကြကြောင်းသိရှိရပါတယ်။ဆန္ဒပြသူများသည်ယူကရိန်းထောက်ခံ rap အဆိုတော် Noise MC ၏ပူတင်ကိုဆန့်ကျင်သောစာသားများအသုံးပြုရေးဖွယ်ထားသော Cooperative Simulate သချင်းကိုတီးဆိုခဲ့ကြပြီးဤသချင်းသည်ရုရှားရှိပူတင်ဆန့်ကျင်တော်လှန်လူငယ်များ၏နိုင်ငံတော်သချင်းအဖြစ်ပင်သတ်မှတ်ထားသောသချင်းလည်းဖြစ်ပါတယ်။စိန့်ပီတာစဘာတရားရုံးကမေလကလေးကထိုသချင်းကိုတီးဆိုမှုမပြုရန်ဥပဒေပြုကာပိတ်ပင်ခဲ့ပြီးယခုထိုသချင်းကိုပြန်လည်တီးဆိုခဲ့ကြတာပဲဖြစ်ပါတယ်။စာသားများထဲမှာဇီစာတီတုံးကငါတို့ကခုံခဲ့ကြတယ်။နောက်ထပ်ကခုံကြရပါဦးမယ်။လူအိုကြီးပလင်မော်ကကုတ်ကပ်နေစေဖြစ်ပြီးစင်းပြရမှာကြောက်နေတယ်။လူအိုကြီးတယောက်ဘန်ကာထဲဝင်ပြီး1985ခုနှစ်ကအတွင်းမျိုးတွေဝင်နေတယ်ဆိုတော့စာသားများကိုလက်ပတ်တီးဆိုဆန္ဒပြခဲ့ကြောင်းသိရှိရပါတယ်။ထိုဆန္ဒပြပွဲကိုဦးဆောင်သူသည်18နှစ်သားရှိသေးသောအဆိုတော်မလေးဒိုင်ယာနာလိုကီနိုဘာကိုရဲတပ်ဖွဲ့ကဖမ်းဆီးသွားခဲ့ကြောင်းသိရှိရပါတယ်။